မြန်မာနိုင်ငံနယ်မြို့လေးတစ်မြို့မှာကိုအောင်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူ့အိမ်ကတာမန်မဟုတ်ဘူး။အရန်ဆင်းရဲတယ်။မနက်ဆိုရင်မိခင်နဲ့အတူဈေးထဲတွားရောင်ရတယ်။ညဆိုရင်လဲစစ်မီမရှိတဲ့အိမ်ထဲမှာဖုန်းအလဲနဲ့စာဖတ်ရတဲ့ဘဝ။သူ့အတွက်အိမ်မက်ဆိုတာကစာဝတ်နေရဲ့နောက်မှာအမြင်နောက်ကျနေခဲ့တယ်။ဒါပေမဲ့ကိုအောင်မှာလူအများမမြင်တဲ့အရာတစ်ခုရှိတယ်။အခွင့်အလမ်းကိုမြင်နိုင်တဲ့ဉာဏ်ပညာ။တနေ့ဈေးထဲမှာလူတွေအမြဲတမ်းဈေးကြီးကြောင်းညီးနေတာကိုသူကြားတယ်။အဲ့ဒီအချိန်မှာသူစဉ်းစားလိုက်တယ်။ဈေးကြီးရတဲ့အကြောင်းရင်းကအလဲအလက်တွေများလွန်းလို့မဟုတ်ဘူးလား။သူ့မှာအရင်နီးမရှိဘူး။ဒါပေမဲ့စိတ်ကူးရှိတယ်။လယ်သမားတွေကိုတိုက်ရိုက်သွားတွေ့တယ်။ကျွန်တော်ဈေးကွက်ရှာပေးမယ်လို့ပြောတယ်။ပထမဆုံးစီးပွားရေးကအောင်မြင်မလား။မအောင်မြင်ဘူး။ပစ္စည်းပြတ်တယ်ငွေဆုံးတယ်ယုံကြည်မှုပြတ်တယ်အဲ့ဒီညမှာကိုအောင်မျက်ရည်ကျတယ်ဒါပေမဲ့ तू တခုမလုပ်ခဲ့ဘူးလက်မလျော်ဘူး तू ပြန်စဉ်းစားတယ်ငါတဲမှာမားလေ तू တိလိုက်တာကစနစ်မကောင်းတာအမြန်လိုချင်တာယုံကြည်မှုတိဆောက်ချိန်မပေးတာအဲ့ဒီအမားတွေကို तू သင်ခန်းစာအဖြစ်ပြောင်းလိုက်တယ်ဒုတိယအချိန် तू ပစ္စည်းအရွေးအတွက်ရှော့သွားတယ်ဖောက်တယ်နဲ့ယုံကြည်မှုအရင်တိဆောက်တယ်အမျက်နဲ့ပဲယူတယ်ဒီတစ်ခါတော့အောင်မြင်တယ်နည်းနည်းချင်းဖောက်တယ်တိုးလာတယ်ငွေလဲပတ်လာတယ်နောက်ဆုံးမှာကိုအောင်ဟာနယ်မြို့လေးရဲ့အတိအမှတ်ပြုစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာတယ်အခုသူ့အိမ်မှာမီးရှိတယ်အလုပ်ရှိတယ်အိမ်မက်ပြန်ရှိလာတယ်ဒါပေမဲ့သူမမေ့တဲ့အရာတစ်ခုရှိတယ်ငါ့ကိုဒီအထိရောက်လာစေခဲ့တာငွေမဟုတ်ဘူးသင်ခန်းစာအဆုံးစီးပွားရေးမှာအရေးကြီးဆုံးကအခွင့်အလမ်းကိုမြင်နိုင်တဲ့ဉာဏ်ပညာနဲ့မလျော့တဲ့စိတ်ဓာတ်ဖြစ်တယ်